ကိုရီးယားနိုင်ငံရဲ့ဘူဆန်မြို့လိုနေရာမျိုးမှာကိုရီးယားငွေ1,600,000မြန်မာငွေ4,000,000ဝန်းကျင်လောက်နဲ့အခန်းငှားနေလို့ရတယ်ဆိုရင်ယုံမလားဗျာကိုရီးယားကိုရောက်ပြီး2လနဲ့အလုပ်ထွက်လာတဲ့မြန်မာပြည်ကညီလေးတစ်ယောက်အတွက်ကျွန်တော်အလုပ်မှာအလုပ်သွင်းပေးပြီးတော့သူ့အတွက်အခန်းလေးငှားပေးပြခဲ့ပါတယ်စပေါ်ငွေကတော့110သိန်းဖြစ်ပြီးတော့လက်ရှိမြန်မာငွေဈေးနဲ့ဆိုရင်တော့26သိန်းဝန်းကျင်ရှိပါတယ်အခန်းကတော့တစ်လကို1,600,000ပေးရပြီးတော့မြန်မာငွေနဲ့ဆို4သိန်းဝန်းကျင်ပဲကျပါတယ်အခန်းနေထားတဲ့ပတ်ဝန်းကျင်ဘယ်လိုမျိုးလဲဆိုတာကျွန်တော်တို့အတူတူသွားကြည့်ကြရအောင်ဗျာဒါတော့ဝင်ချင်းဒီမိုကန်ပေါ့ဒါတော့ဖြစ်စရာဗီဒီယိုလေးနဲ့ပကံခွဲရောက်ဟင်းချက်စရာပစ္စည်းလေးထားနေတာအောက်ပိုင်းမှာခေါင်းနဲ့အောက်ပိုင်းမှာလည်းရှိသေးတာစိုက်အိတ်ပါညာထည့်လို့ကျွန်တော်ရောက်ပါလည်းရှိနေနော်ကမ်မျိုးနဲ့မျိုးကန်လေးကနည်းနည်းတော့ကျင်းတယ်ပေါ့စင်ပြီးအခါတော့ကျွန်တော်ရနေသိမလို့ဆိုတော့ကျွန်တော်ရနေရှိရဆိုတော့ခါရင်းကုန်ဝင်မွေးရတယ်အေးဒီမွေးရလည်းပါပြီးသားခရင်ရောမွေးရပြီးတော့ဒီမှာရှေ့ကတက်တာလည်းပါပြီးသားပြီးတော့ဒီဗီယိုလေးပေါ့ဗီယိုလေးကလည်းတိတ်လေးနော်တိုက်လေးကျမတော့ဝိပါနေတယ်ပြီးတော့ဒီမှာအဲကွန်လည်းပါတယ်အဲကွန်ပြီးတော့ဒီ Wi-Fi ရလည်းပါပြီးသားဒီ TV လည်းကြည့်လို့ရတယ် Wi-Fi နဲ့လည်းတွဲထားတယ် TV လည်းကြည့်လို့ရတယ်ပြီးတော့ဒီမှာခေါင်းရင်းမှာလည်းဒီဝင်လေးတက်လေးနဲ့ပေါက်လေးနဲ့ဆိုရင်ဒါအဆင်ပြေတယ်ပေါ့လူရသည်ဆိုရင်ဒါလေးဖွင့်ထားရင်အဆင်ပြေတယ်ဒီဆိုကအပေါ်မှာ window လေးပါတယ် window ဟောဘယ်လိုကောင်းပါထက်ခိုးပုံစံမျိုးလေးပေါ့အခါကဘရောင်းလိုပုံစံမျိုးလေးပဲတော်တော်ကျယ်တယ်ထဲမှာပစ္စည်းထားလို့ရတယ်လက်ကေးတွေပါညာအထဲမှာတော်တော်ကျယ်သေးတာအပေါက်ကတာလေးတာပေါ့ထဲမှာပစ္စည်းထားဖို့ကတော်တော်ဆန့်တော်တော်ဝင်ကျယ်တယ်ထဲမှာပြီးတော့လာရေချိုးကအင်လာလိုက်ကြရေချိုးကအင်လာမကြရင်ဒီမှာတစ်ခုကြံသေးတယ်တကောင်ကတော့ဒါရေဘူးရေအေးပေါ့ရေဘူးရေရတယ်ပြီးတော့ကျန်းငင်ဟီတာရတယ်ကျန်းငင်ပူပေးတာရတယ်ရေချိုးကန်းပြချိုးကန်းထဲမှာတော့ချိုးဘောနော်ချိုးကန်းလေးကတော့တယောက်ခန်းဆိုတော့သူ့အလေးနဲ့သူတင့်တော်ပါတယ်ချိုးကန်းလေးကတော့အင်္ဂါလေးနဲ့ဒီချိုးကန်းထဲမှာနည်းနည်းတစ်ဘာညာထည့်ရပစ္စည်းဘာညာလေးထည့်ထားလေးဒီကတော့ဒီတိုင်းပဲစိတ်ပန်းဖြည့်ချင်တာမျိုးပုံကအလောကပြတာပြန်မှဖုန်းလေးပါမကိုင်းဘူး TV လေးကြည့်နေလေးပါလေးနားထောင်နေတာမျိုးဖြစ်ဖြစ် YouTube ကနေကြည့်ချင်တာပဲဖြစ်ဖုန်းလေးနဲ့ join ပြီးတော့ Wi-Fi နဲ့ join ပြီးကြည့်လို့ရလေးနဲ့အကောလေးနဲ့အေးစေး TV လေးကြည့်နေအပန်းဖြစ်ဒါတော့ A8 ဝရဏလေးပေါ့ဒီနားမှာစစ်လေးပောက်တက်တဲ့သူဆိုစစ်လေးလေးထိုင်တော့လင်းကြီးလေးခံပြီးတော့နေလို့ရတယ်ဝတ်တွေပါလိုက်ရင်လည်းရဒီတော့ပေါ်တက်ကိုစစ်လေးပြင်ကိုသွားတဲ့လေကားလေးပေါ့နော်ပေါ်တက်ကိုတက်ကြည့်အောင်ကျွန်တော်တို့ပေါ်တက်ကတော့ကျဲတယ်နော်မှာလင်းကြီးထွက်ခံလို့လည်းရတယ်စစ်လေးတောက်တဲ့ရင်စစ်လေးလည်းတောက်လို့ရတယ်ကော်ဖီကြရင်ကော်ဖီတောက်လို့ရတယ်တကယ်ချင်းနေနဲ့ဝိုင်းထိုင်ပြီးတော့ဘီယာချိန်ပြီးတော့ဘီယာတွေပါဝိုင်းထိုင်လို့ရတယ်ကေအိုးတွေပါနေအမှန်ကပင်လေးလည်းစိုက်ထားပြီးမြုပ်ပင်ဒီဘောကဒါဆက်လက်ရောက်ကိုရီးယားဆက်လက်ရောက်ရောင်လေးလှပုံမှန် CU စားကျင်တာတောက်ချင်တာစားရအဆုံးရတယ်ပစ္စည်းဆို CU လည်းရှိတယ်အောက်မှာတချင်းဆိုပါလားKTV ဘာညာလည်းသွားလို့ရတယ်ညောင်းမြေကပြီးမိခါပါမိခါလို့ရမဆက်လည်းရှိတယ်ကားမတိုက်ဆိုလဲအောက်ဆင်းလိုက်ကားမတိုက်နော်အမှန်စားကားမတိုက်ဟိုးရှေ့တရှင်းသားဆိုတာဈေးကြီးရှိတယ်ဈေးကြီးရှိတယ်ဟိုးဘက်ဆိုရင်ဟွာရှိတယ်လူတော့ဘူးအလုပ်သမားရုံးကိုသွားမယ်ဆိုရင်ဒါလမ်းလျှောက်ရင်10မိနစ်ပဲလျှောက်ရတယ်ဟိုးတောင်နာမှာစောရိုရော့ဆိုတဲ့ဘူတာလည်းရှိရနော်တောင်နာလေးပါပဲမဝေးဘူးနီးနီးလေးပဲအခန်းရဲ့အကျယ်ဝန်းကတော့ခမန်းကြီး10ပေ12ပေပတ်လည်ဝန်းကျင်လောက်တော့ရှိမယ်ထင်ပါတယ်အခန်းကတော့အနှဲငယ်ကျင်းနေဆိုပေမဲ့ပေးရတဲ့ဈေးနဲ့ကတော့မဆိုးဘူးလို့ထင်ပါတယ်မိတ်ဆွေတွေရောပေးရတဲ့ဈေးနဲ့တမတန်ဆိုတာကောမန့်မှာဆွေးနွေးပေးကြပါအောင်ဗျာ